လူများစုတစ်ခါမှမမြင်ဘူးလောက်သေးတဲ့တကယ်ကိုထူးထူးဆန်းဆန်းချက်တစ်မျိုးကြောင့်ပြောပြပေးခြင်းပါတယ်။ဒါကတော့ sage grouse လို့ခေါ်တဲ့တောချက်အမျိုးအစားပဲဖြစ်ပါတယ်။သူကတော့တခြားချက်တွေနဲ့မတူပဲထူးဆန်းတဲ့ရုပ်တွင်ပလင်ရှိပြီးခန္ဓာကိုယ်လည်းအတော်လေးကြီးမားပါတယ်။ဒါအပြင်သူ့ရဲ့အလေးထားတွေကလည်းတခြားသတ္တဝါတွေနဲ့မတူပဲတမူထူးခြားနေပြန်ပါတယ်။ဒီတောချက်လေးရဲ့အထူးခြားဆုံးအချက်ကတော့သူ့ရဲ့ရင်ဘတ်မှာရှိတဲ့လေအိတ်ကြီးတွေပဲဖြစ်ပါတယ်။မြို့ဖက်လာတီရောက်မယ်မော့အဖိုးကောင်လေးတွေကဒီလေအိတ်တွေကိုဖောင်းကားလိုက်ပြီးအထန်ကျဲကျဲတွေပေးကအမကောင်လေးတွေကိုဆွဲဆောင်တတ်ကြပါတယ်။ဒါကတော့သူတို့ရဲ့ပိုးပန်းတဲ့နီလန်းလေးပေါ့။တကယ့်ကိုထူးဆန်းလွန်းလာပါတယ်။ဒီချက်မျိုးစားတွေဟာခန္ဓာကိုယ်အရွယ်အစား85စင်တီမီတာအထိကြီးမားနိုင်ပြီးအလေးချိန်အားဖြင့်3ကီလိုဂရမ်လောက်ထိရှိတတ်ပါတယ်။ဒီ sage grouse လို့ခေါ်တဲ့တတ္တဝါလေးတွေကိုတော့မြောက်အမေရိကတိုက်အနောက်ပိုင်းမှာရှိတဲ့မြက်ခင်းပင်တွေနဲ့ sage ချုံပူတောတွေထဲမှာတွေ့ရှိနိုင်ပါ